ကြတဲ့စာမြမလေးကိုတော့ညာလေးလို့ခေါ်တာအမရဲ့ဗျာသမီးလေးကိုသမီးလေးတဲ့ဗျာမတောင်းထားရအောင်ပဲမတောင်းထားရအောင်ပဲကြောင်းပြီးပွဲရဖို့တာတယ်ကိုရီးယားစင်ကာပူပြန်